မင်္ဂလာမမေးစတဲ့ငယ်ကြီးကျွန်တော်ဒီနေ့တင်ဆက်ပေးမှာတော့ကျွန်တော်ဘက်မှာရှိတဲ့ ဧကပတ္တမျိုးကွဲလေးပေါ့နော်ပြောမယ်ဆိုတာဟီမီဖီလီယာအုပ်စုတွေမှာပါတယ်ပေါ့နော်သူရဲ့မျိုးစုကဟီမီဖီလီယာပဲဖြစ်ပါတယ်ကဲကြည့်ပါဦးဗျာသူရဲ့သဘာဝအလားလေးပေါ့နော်ရှမ်းပြည်နယ်မှာကျွန်တော်ကဗျုံတောင်ဒေသမှာပေါက်လို့လာမသိမြေဩစာကောင်းလို့လာမသိဘူးအရွက်ကတရွက်ကပူကြီးတယ်ပြီးရင်နောက်တစ်ခါကျတော့ပန်းပွင့်လေးရာ3-5ပွင့်ရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကရင်ဘက်မှာပေါက်လာဆိုထုံးကြောက်ရဲ့ကြောက်ကြီးကြောက်ဂျူတွေကြမှာပဲပေါက်ကြတယ်ဗျာကြည့်ပါဦးနော်ပန်းစီအောင်လေးနဲ့လာနေဒီခါကျရင်သူ့ပန်းပွင့်ကပန်းစီအောင်လေးရှိတတ်တယ်လို့အဖြူအောင်လေးရှိတတ်တယ်ပေါ့နော်ဒါတော့ပန်းစီအောင်လေးတန်းနေတဲ့အရွက်လေးပဲဖြစ်ပါတယ်နောက်တို့တဘာဝမှာရှင်တန်တဲ့အနေထားပဲဖြစ်ပါတယ်နော်ကြည့်ပါဦးဗျာလာနေလိုက်တာဟောဗျာဒီအခြေကသူတို့ဒီဟီမီပီလီယာတွေရဲ့ပန်းပွင့်ခြေပဲဖြစ်ပါတယ်ရှမ်းပြည်လည်းရှမ်းပြည်အလားရှိသလိုဒါတော့ကျွန်တော်ကရင်ပြည်မှာလည်းကရင်ပြည်နယ်မှာရှိတဲ့ဟီမီပီလီယာပန်းလေးအလားပဲဖြစ်ပါတယ်နော်ကြည့်ပါဦးဗျာလာနေနေတာနော်သူကတော့ပန်းစီအောင်နဲ့ကြည့်ပါဦးဗျာဒါကတော့အပေါ်မှာနည်းနည်းမြင့်ပွင့်နေတဲ့ပင်လေးပေါ့နော်